မင်္ဂလာပါသူငယ်ချင်းတို့ရေခုဆိုရင်မိုးတွေကိုတဲတဲလှုပ်အောင်ရွာနေပါတယ်ခင်ဗျာဘယ်လောက်ထိရွာလဲဆိုရင်ကျွန်တော်အိမ်ထဲကအိမ်ပြင်ကူးတန်းလေးလောက်တာနဲ့တွေကိုရေချိုးပြီးသားဖြစ်သွားတာပေါ့ခင်ဗျာအဲ့လောက်ထိအောင်ကိုမိုးတွေအသေးတန်ကိုရွာပါတယ်ဗျာတစ်ချက်လောက်ကျွန်တော်မိုးရွာတဲ့ဂျားတွေကနေပြီးတော့သူငယ်ချင်းတို့ကိုမေးတရားတစ်ခုရှိပါတယ်ကျွန်တော်ဘောလုံးသမားနဲ့တူတယ်လို့လူတိုင်းကပြောနေကြပါတယ်ဒါပေမဲ့ကိုတော့ယုံကြည်ချက်တော့မရှိဘူးသူများကအများပြောလို့ကျွန်တော်ကဒါအခုထပ်ပြီးတော့မေးရတာဖြစ်ပါတယ်ကျွန်တော်ကမက်ဆီနဲ့တူတယ်ဆိုလားအဲ့ဒါလေးတစ်ချက်လောက်တချို့ကလည်းပြိုင်ဘက်အနေနဲ့ပြောကြတာစီယော်နာဒိုနဲ့တူတယ်လို့ပြောနေကြတယ်ပေါ့ဗျာအဲ့ဒါဘယ်သူနဲ့တူလဲဆိုတာလေးကျွန်တော်ကိုဝေခွဲပေးကြပါအောင်လေကျွန်တော်ကတော့ကိုဒါပုံမှန်နေထားဆိုရင်တော့နေဝင်းစတိုင်လေးပဲနေပါတယ်လို့နည်းနည်းလေးတရုပ်ဆောင်ပိုင်းပါညာဆိုရင်တော့ကျွန်တော်မြင့်မြတ်နေထားနေပေါ့ဗျာဟိုဘာတခြားတော့ဘာမှမဟုတ်ပါဘူးကိုတောက်ချက်မရှိလို့ရှောက်ပြောဒီလိုလေးဒါပျော်စီပြက်စီသဘောလေးနဲ့ရှိတရားလေးလာပြောတာပါလူငယ်ချင်းတွေရေမိုးတွေရွာပြီးခုမှရေချိုးပြရမလို့ပါဒါလေးတွေကျေးဇူးရမ်းတင်ပါတယ်လို့အပြင်းပြေလေးပေါ့